မေးမြန်လားနောက်ဆုံးဟဲ့လာပြီမိကြောက်ကနင်းလို့တလောက်ဆမ်းမဟုတ်ဘူးဒီမှာအိမ်မှာချက်ဖို့ပြုတ်ဖို့တွေဟိုနေ့စီစဉ်ရသေးတယ်အမလေးနေတတာအရတာလိမ္မာနေနော်ရမဖြစ်နဲ့ကြားလားအေးတခုဆိုတော့ခံခဲ့ဖို့မစင်စားနဲ့ဟုတ်ပြီတတာအဲ့ဒါဒေးတယ်လေဒီမှာသမီးကနေမှာဟဲ့ဒီမှာခိုင်းမယ်ဒါအန်ဒီကူချီမဟုတ်လားကြောက်ကမှလေဆိုင်နေပါလားမပါဝယ်သားမို့လေဈေးသွားမလို့မကြီးចောင်းပို့ပြီးလာမနက်စာလေးဘရိတ်ဖက်လေးတစ်ခုစားအောင်လက်ဖေးလေးပါလေကျွန်မမအားဘူးဈေးသွားရအောင်လာပါကျွန်မလေចောင်းပို့ပေါ့ထိုင်ပါမယ်နဲ့မပါပါဟောလက်ဖေးချိုစိတ်လက်ဖေးပုံမှန်နဲ့အကြကွေးနဲ့စားမယ်လက်ဖေးပုံမှန်နဲ့အကြကွေးညီမလေးလက်ဖေးကကောင်းလားကောင်းတယ်မနည်းရက်ကွက်ထဲကဆိုင်နေဆိုအားနာလို့ကျွန်တော်တို့တောက်နေကြပါပဲမှာចောင်းသားဆက်ကောင်းပါလေဟာဖြေပစုံကလေကဘိုးဝင်းလာပါတာလည်းဆိုင်ရမသိဘူးတိန်ဩလာပြီဒီမှာဒီကြောက်ကွေးလေးလည်းကောင်းမှကောင်းဟဲ့မွေးရောမွေးရနော်မွေးရမှာကျွန်တော်တို့စီရောတန်လားမကျွန်တော်တို့စားနေကြပါအမရဲ့တက်တော့လေခင်းရမှဆိုလို့ပါဟုတ်စားကြည့်တာဘာမှမဖြစ်ခဲမပူတယ်ဖုံအမလေကျွန်မအချိန်သိမ့်မရှိဘူးသိပါတယ်စားပါရောဤကြောက်ကွေးပူလေးမနေလို့လို့ပါကျွန်မအချိန်သိမ့်မရှိဘူးမလည်းအချိန်မရှိဘူးဆိုတာကြီးပဲကျွန်မလည်းအိမ်မှာရှော်ဖို့ဖို့တွေလည်းလောက်အောင်မမီးဘူးတိုက်ဖို့ကျွန်မတို့ပဲစက်တီဟွာရင်းနဲ့ရှော်တာလေမရှော်မလေးကော်လေဖြူတွေကလေကိုယ်ရှော်မှတင်တတ်တာကော်လေဖြူဘာလို့လဲကော်လေဖြူဟဲ့ကြားဟုတ်တယ်ကော်လေဖြူတွေလေကောင်မတွေစော့ကြရလေကြောက်ကမတို့အိမ်ကကျွန်မစုံပြောတာသိပါဘူးအမျိုးသားအရာရှိလားမူသားတင်ဖို့သားနေဘယ်လိုပြောရရှိသွားလဲဖောက်ပြန်ပြီအမစဉ်းစားကြတာကြောက်ကမအင်ကြီးရှော်ရတယ်ကျွန်မအဲ့ဒါလို့တူတယ်မှာဟုတ်ကြမလို့ဘာလေးချက်ပြအောင်မလဲမကျွန်မကလေအဲ့ဒါတွေအမကိုတက်လာနဲ့တဲပြီးထားတယ်သိလားကျေးဇူးတင်ပါတယ်ရှင်ဆက်လက်အားပေးပါအောင်နော်ဒီဘက်ပေါ့ဟိုကလေးတွေနဲ့ပတ်သက်လို့ပေါ့နော်မတဲလေးတွေဘယ်လိုကျွေးကြမလဲအသီးရွက်တွေကလေးတွေကသိမစားအောင်လေအဲ့တော့ကလေးအသီးရွက်စားချင်အောင်ဘယ်လိုမျိုးလေးတွေကျွေးရင်ကောင်းမလဲဆိုတာပေါ့နော်အဲ့အလေးတွေပဲဟိုချော့ပြီးကျွေးလို့ရတဲ့အသီးရွက်ပုံစံလေးပဲကလေးဘေးအသီးရွက်လေးကြိုက်နိုင်မလဲပေါ့နော်ဟုတ်ပါပြီမကျွန်မယောက်ျားကိုလည်းဗာကျွေးရမယ်မကျွေးနေကြအတိုင်းလေးပဲကျွေးလိုက်ပါဟုတ်ဘူးလေမပောက်ပြောသလိုပဲပြောင်းလေးဖြစ်အောင်ဘယ်လိုလေးကျွေးရင်ကောင်းမလဲလို့မပောက်စဉ်းစားပြပါအောင်ဘလူစားတာလဲရှင်းယောက်ျားဘလူစားကျမလည်းဘူးလူစားတာလားမြန်မာလူစားကျမမှမသိတာတက်စုံစားတယ်ဘလူစုံစားလဲမစုံစားကျမပုံစံရှင်မျိုးစုံကျွေးရတာသူ့ဘလူပုံစံရှင်မျိုးစုံလဲကျမစားတောက်ကိုလေအဲ့လိုဗမာစားလေးကျွေးလိုက်ဘူစားလေးကျွေးလိုက်ဥပပစားကျွေးပုံစံရှင်ပြောတာအော်ဘူစားလိုက်ကြမှာရဲ့မတို့ကလည်းအစားစားတာပုံစံရှင်ကျမကြောင်သွားတာပဲအစားတက်မှာပုံစံရှင်ရှိလို့လားလို့အဲ့တော့တခါကျတော့အဲ့လိုပေါ့ပြောင်းကျွေးပေါ်မှာကျမလည်းအဲ့တော့မသိဘူးကျမတော့ရိုးပဲကျွေးနေကြဆိုတော့မချိန်ကြီးမရတော့လို့သွားတော့မယ်ကဲဟုတ်ပြီမပေါ့လေမရလို့အားနာလို့နောက်ခါကျရင်မအားကြွားတာအောင်ဟုတ်ပါအမပြောတာအောင်ငါထောင်ပေးမယ်နော်မနော်ကလေးတွေနောက်ထားဖို့နေစုစီရမေးရမှာမပေါ့ဘူးလိုက်ထားအောင်ပါလေတော့တောင်းဖို့ပြီးတော့လေတောင်းနဲ့ပတ်သက်တာအားကစားကျမ်းမာရေးပညာရေးပေါ့ဘယ်လောက်ကြလည်းမသိဘူးရှင်းမယ်ဒီကလည်းတော့အမလေးအဖေအမလေးဒုက္ခလည်းမပေါ့ကြီးပြပြန်ပြီလေခေါင်းကပတ်ဆိုင်ကိုကြံခဲ့တယ်အမှန်ကြံခဲ့တာလေအိမ်မှာပေါ့ဟုတ်လားဟဲ့နှကန်းကြီးတောင်ဝဲပါလေတော့ဖြီးတော့ပါတယ်မိုးတွင်းဖို့လို့ဟာပဲလုပ်ပြန်ပြီဗီဇာကတ်နဲ့ရှင်းလို့ရလားမအဲ့တော့ဘယ်ရပါမလဲဒီလိုဆိုင်မျိုးတွေမှာကတ်နဲ့ရရင်ကတ်နဲ့ရှင်းလိုက်မယ်လေကဲသွားပါမယ်ကဲရှင်းမယ်ကျမပဲရှင်းတော့မယ်ရှင်းလို့ပဲသွားကြရှင်းမယ်သွားအဲ့ဆိုဟိုနေဖြစ်လဲမမတ်ပေါ့ရှင်းလက်ဖေးနဲ့ခွနဲ့အကြကွေးတွေပါပဲမပေါ့ရှင်းထားလိုက်မယ်ရှင်းထားလိုက်မဟုတ်ရှင်းလိုက်တော့ဒီခေါက်ကျေးလိုက်တော့စစ်တာအဲ့ဒါသွားပြီနော်